đủ là hai qua ngã đủ rồi à hai qua mà à ngã đủ đó nhìn nuôi cha lên rồi là phát động đi nó sao quả nó ngã đủ là tao cái gì đấy để cú mà bia không mà là tao cái gì này nhau số nó lên qua nhìn nuôi cha lên này là phát động đi nó sao rồi để biết này quả ngã đủ là rồi có nào qua nó ta là bà đi qua hồ đưa đi chỗ hồ trong đi đi chỉ nó đâu đi thì ngã đủ cái xe gì là chi để qua đi là đi này là cú này là mà đi ăn cái này qua lúc này là xe mà đi có đâu là cái gì ok lúc chậm bây giờ đây này là bảo vệ quá nhận lẽ cũng sẽ có ok đã này bao nhiêu rồiပြော ပြောတယ် မင်းညာရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်သွားဘာလို့ပြီးလဲ ဘာလဲကွာမသိဘူးပြောမှာ ပြောရ ပြောတာ မင်းညာရွာရွာမိုးရွာလေ မင်းရတယ်ကွာမင်းတို့နဲ့ငါတို့တွေကတရွာတဲသားတွေလေမိုးရွာတာပဲလူတိုင်းသိတာပေါ့ ဒီတိမှာတော့ပါသိတာဗောကွာမိုးရွာတာကကြာထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး ကလုံးစားလုံးစား နောက်မှလာ အေး အဲ့မိုးရွာတော့ကျွန်တော်ညာဘက်ဖားဟိုက်អော်တယ် ဟုတ်တယ်မမင်းကဘာထူးစားလဲကွာတော့တကယ်ဘာထူးစားလဲဘာထူးစား မိုးရွာလို့ဖားអော်တာ မိုးရွာတာဖောက်တာဘာထူးစားလဲ စမ်းလို့မဟုတ်သေးဘူးလေဗျာကျွန်တော်ဆောင်းတော့ထောင်ပေါ့အဲ့ဖားဟိုက်អော်တယ်နောက်ကိစ္စမှာထူးဆန်းတာ အေးပြော အဲ့ညာအဲ့လိုဖားဟိုက်អော်တာ အေး ကျွန်တော်အိတ်မရဘူးဖားအိတ်မရတော့ကျွန်တော်ဖားကိုអော်နေတဲ့ဖောက်ကျွန်တော်ဂျိုက်တက်မယ်ဆိုပြီးတော့ထွက်ရှာတယ်ဓမီတက်လက်နဲ့ရှာရင်းနဲ့ဘာလဲအဲ့မှာထူးဆန်းတဲ့ကိစ္စဖြစ်တာဘာလဲ ဘလို့လဲ ကျွန်တော်ရှာရင်းနဲ့ဖားပေါင်ကျွန်တော်ခလုတ်တိုင်းမိတာအဖားရ ငါတို့ကလည်းဟိုးဟုတ်တယ်ကွာမင်းကမသိနိုင်ဘူး ဟုတ်တယ်ဘာရဲ့ ဒါမသိနိုင်ဘူးမင်းအဲ့ဒါမသိနိုင်ဘူးမသိတော့တော့မင်းတို့ငါတို့ဘူးဒီအသက်ရွယ်တဲ့ထီတော့ဘူးချိန်ဒီဖားပေါင်ခလောက်ကြီးတယ်ကွာ အေးလေတင်းလေး ဩအဲ့တော့ခလုတ်တိုင်လို့မင်းရတယ်ကွာမသိနိုင်ဘူး တကယ်ကြုံခဲ့တာဘာရဲ့ ဒါမင်းမသိတော့ဘူးရမင်းမသိတော့ဘူးတော်မပြောတော့ကွာလည်းမင်းမသိတော့ဘူး အေးကွာဟုတ်ဘူးနော်ဗျာကျွန်တော်ပြောပြအောင်မယ်အဲ့ဖားပေါင်ကိုခလုတ်တိုင်းကိုကျွန်တော်စဉ်းစားလိုက်တာဗျာဒီဖားကငါချက်စားပြီးရဆိုလို့ရှိရင်အနည်းဆုံးတစ်နှစ်လောက်ကအေးသေးစားလို့ရတယ်ဆိုကျွန်တော်အဲ့ဖားကိုတတ်ဖို့လို့ခေါင်းကြိုက်ဖို့လိုက်ရှာတယ် အေးပြော အဲ့မှာထူးဆန်းတာဗျာရေ ဘာထူးသားတယ်မင်းအများနဲ့ထူးသားတာ ဖားကောင်းယူကျွန်တော်မနေ့ကမှတွေ့တာဗျာ တော့ဟာဒီမဟုတ်တော့ဘူးနော်ရောနော်အဲ့ဒါမောကတော့မသိနိုင်ဘူး ပေါင်းကြီးကြီးတော့ပေါင်းတော့မတက်နေပြီမိထားတယ်ဆိုဟုတ်တယ်အဲ့ဒါ ဘာ ကောင်းမှမင်း ဒီပေါင်နဲ့ကွာဖားပေါင်နဲ့ခေါင်းနဲ့ကဘယ်တော့ဝင် လို့တော့ကျွန်တော်မနေ့ကမှတွေ့တာဗျာ အဲ့ဒါတော့မင်းမသိနိုင်ဘူးကွာမင်းအဲ့ဒါတော့မသိနိုင်ဘူးအဲ့တော့မင်းငါတို့လာရွှီးတာငါတို့လူကြီးတွေဆိုပြီးတော့လာလို့မရွှီးရနော် ရွှေဘူးပါကျွန်တော်တကယ် ထားပါတော့ကွာထားလိုက်တော့အေးအဲ့ဒါဆိုရင်ပြောတန်းကြီးငါလည်းပြောကြတယ် ငါပြောတဲ့လူဆမ်းမအောင် ငါသိရမယ်အတွေ့အကြုံကြီးငါပြောခဲ့တယ်အမင်းနဲ့ဒါမင်းတို့ခင်မှာလူပြစ်တယ်ဖားပေါင်တော့ခလုတ်တိုက်တယ်အေးဦးလေး